ဒီရုပ်ကလေးတွေကိုတော့ sensory homunculus လို့ခေါ်ပါတယ်ကြည့်လိုက်ရင်တော့လက်ကြီးကြီးနှာခမ်းကြီးနဲ့ရှားကြီးပုံစံမျိုးနဲ့ပြနေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဆေးမချရသေးဘူးဆေးချက်ပေးတာနဲ့တော့အခုလိုပုံမျိုးရမှာဖြစ်ပါတယ်ဒီရုပ်လေးတွေကဘာကိုစားပြုလဲဆိုတော့အခုကျွန်တော်တို့လူရဲ့အုံနောက်မှာဒီမှာမြင်ရတဲ့ဘေးမှာရှိတဲ့တစ်ဖက်တစ်ချက်စီမှာ motor area နဲ့ sensory area ဆိုပြီးတော့ area တွေနှစ်ခုရှိပါတယ်ဒီ area မှာကိုယ့်ရဲ့လူခန္ဓာကိုယ်ကအပြင်မှာလို့မဟုတ်ဘဲနဲ့ ligament လို့ခေါ်တဲ့ဒီ sensory area တွေကအုံနောက်မှာလူခန္ဓာကိုယ်အစိပ်ပိုင်းမှာဘယ်နေရာတွေပို့ပြီးတော့ထင်ရှားနေတယ်အများဆုံးရှိနေတယ်ဆိုတာကိုအခု sensory homunculus အယုတ်လေးကပြပေးနေတာဖြစ်ပါတယ်ဒီနေ့အဖြစ်ဒီ test sensor temperature sensor pain sensor တွေဒီနေ့အဖြစ်ထိတွေ့မှု sensor တွေကအခုလူရဲ့အုံနောက်မှာဒီအယုတ်ကလေးမှာပြနေတယ်လို့မျိုးလက်နှစ်ဖက်နှာခမ်းရှားတွေမှာအရင်နောက်တစ်ခါမျက်နှာမှာတော်တော်ကြီးကိုများနေတာကိုစားပြုပြီးတော့အခုရုပ်လေးကဖော်ပြပေးနေတာဖြစ်ပါတယ်ဒီရုပ်လေးကိုအသုံးပြုပြီးတော့မှသင်ကြားရေး model အနေနဲ့သုံးလို့ရတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့လူခန္ဓာကိုယ်ရဲ့ physiology စိတ်ဝင်စားတဲ့လူတွေအနေနဲ့ဆိုရင်လည်းအခုရုပ်လေးကိုကိုယ့်ရဲ့အမှတ်တရအနေနဲ့သင်ကြားရေးအနေနဲ့သင်ထားလို့ရမှာဖြစ်ပါတယ်